တကောက်ကြော်တန်ကြောင့်ဒိုကူ7ခန်းနိုင်ရမယ်ဟုတ်ပါတယ်ကျွန်တော်တို့ရဲ့ United ကစားသမား Patrick Dogu ကအာဆင်နယ်ပွဲမှာရရှိခဲ့တဲ့တကောက်ကြော်တန်ကြောင့်7ခန်းကိုနားရတော့မှာပါဒိုကူကကားရေးကင်တွယ်ပြီးနောက်ပိုင်းUnited မှာခြေစွမ်းအပြနိုင်ဆုံးကစားသမား3ယောက်တယောက်အပါဝင်ပဲဖြစ်ပါတယ်Manchester City နဲ့အပွဲမှာတကူတင်ယူထားပြီးတော့ Arsenal နဲ့ပွဲမှာလည်းလှပတဲ့ကန်ချက်နဲ့အတူတကူတင်ယူထားတဲ့ကစားသမားပဲဖြစ်ပါတယ်။အခုနောက်ပိုင်းပွဲစဉ်တွေမှာ United ရဲ့ဘယ်တောင်မှတော်တော်လေးကိုခြေစွမ်းမြကစားနေတဲ့ Patrick Dogu ရဲ့ဒဏ်ရာရတဲ့ရဖောင်မီနီနဲ့ United ကိုနည်းနည်းလေးတော့စိုးရိမ်ပွဲကောင်းသွားစေပါတယ်။ Patrick Dogu ရဲ့နေရာမှာကိုညာကိုပဲဝင်ကစားစေမလားဒါမှမဟုတ် Brian Mbeumo ကိုအနောက်ကိုဆင်းပြီးဒိုကူနေရာမှာကစားစီမလားအမမွေးနေရာမှာဆက်စကိုပဲပြောင်းသွားမလားဆိုတော့လာမယ့်ဖွင့်တဲ့ပွဲမှာဆက်ပြီးတော့စောင့်ကြည့်ရပါမယ်လူငယ်ကစားသမားလေးရှိလေစီလဲUnited ရဲ့ squad ထဲကိုပြန်ပြီးတော့ပါဝင်လာနိုင်ပွဲရှိပါတယ်အရာတွေအများဆုံးတက်တာလာပါစေလို့ဆုတောင်းပါတယ်Patrick Dogu ရေ